ဘက်ကိုလာတဲ့အော်ဘယ်လိုလဲမရဘူး ဒီကောင်ဘက်ကထွက်ပြီးနေရတယ်က ထုတ်ဆွဲပြီးစင် သူသားက ကဲအခုတော့ကားပေါ်ကိုပြန်ထားလိုက်ပါအောင်မူးလာကို တက်တော့တက်နေတော့မယ် ရောက်ပြီလေ ကြောက်တော့ ရောက်ပြီခဏနဲ့မထားသေးဘူးဒါနှစ်လန်းစီနေတယ်အဲ့လောကဟိုကအချိန်လေးလောက်လိုက်ခါကြပါအားလုံးပဲမင်္ဂလာပါကော့ချန်နေကြိုးဆိုပါရရှင် တူရီနောက်တော့ကဲတယ်နော် ဟေးငါတို့ရေစိုးကတ် စုံလုံးပါနော် ဖင်ကြုံ အဲ့လိုသွားပါအဲ့လိုခင်းရတယ်ပါ By 4:56 p.m.